မော်လမြိုင်မြို့ရဲ့အတန်ဆုံးနဲ့ဈေးအချို့ဆုံးဆိုတဲ့ဆိုင်မှာဟော့ပေါ့သွားစားပါမယ်ဆိုင်ကပထမပိုင်းကတော့စကော့ထမင်းတို့ဘာတို့ညာတို့ရောင်းပြီးတော့ဟော့ပေါ့ကိုရောင်းတာတိတ်ကြသေးဘူးပေါ့နော်ကျမသွားစားတာတော့နှစ်ခေါက်ရှိပါပြီcustomer service ကတော့ပြောစရာမလိုအောင်စောက်ရန်ကောင်းတဲ့ဆိုင်မှာကျမကမာလာဟင်းရည်ကိုအစီလျှော့ပြီးလို့ပြောတာကိုမာလာဟင်းနဲ့အစီရည်ကိုတေချာတီယူတီယာနဲ့စိတ်ရှိရှိနဲ့ဖယ်ပေးနေတဲ့ချော်လေးနှစ်ယောက်ဖြစ်ပါတယ်။ဇွန်စားရဲ့အခွန်ခွာမှအရင်ကြောက်တဲ့ကျမအတွက်ကျမတို့ဝိုင်းနာထီလာပြီးတေချာခွာပြီးတဲ့ကောင်လေးချော်လေးတစ်ယောက်ဖြစ်ပါတယ်။ဒီနေရာမှာတခုပြောချင်တာတော့စုံရှိပဲမရှိလေးတွေတော့ထိုင်တဲ့ဆိုင်လေးပါ။ကျမနဲ့ကျမတူမလေးကဘိုက်ရန်တင်းနေလို့ hot pot ခုပဲစားခဲ့ပါတယ်။အရင်တစ်ခါတော့ကျမတို့တငယ်ချင်းတွေတစုသွားတော့ကအရင်ဘိုက်စားနေလို့စကောထမင်းရော hot pot စားခဲ့ပါတယ်။အဲ့တော့ဟေလာဝါလာနဲ့ဟီဟာလုပ်နေလို့ဗီဒီယိုမြိုက်ခဲ့ရပါဘူး။ကောင်းလုံးဝေးသားလီပြီး blue sea တို့တောင်လူစားခဲ့ရပါတယ်။သူတို့ဆိုင် customer service ဘလောက်ကောင်းလဲဆိုရင်ကျမအရင်စားချင်နေတဲ့ပဲကြဆန်သူတို့ဆိုင်မှာကုန်နေလို့ချက်ချင်းတော့ဝယ်ပေးပါတယ်။ customer service လည်းကောင်းတဲ့တန်လန်တန်တဲ့ဈေးနှုန်းလည်းတင်းနေဆိုတဲ့ဆိုင်မှာကျမမကြိုက်ဆုံးအချက်ကသွားလိုက်တိုင်းလူများနေလို့ပါ။ဘယ်တော့မှလူမပြတ်သွားတော့ကျမစိတ်ကြိုက်ဝိုင်းရွေးချယ်လို့မရလို့ပါ